ချင်းပြီးစကားကိုလုံးဝမပြောနဲ့ သမင်းသားဆိုပြီးအထင်သေးခဲ့ကြတဲ့သူတွေအကုန်လုံးအခုချိန်မှာတော့ပါဇက်အဟောင်းသားနဲ့စွန့်အားကုန်ကြပါပြီပုံမှန်ဆိုဇက်တပင်လောကကလာတဲ့မင်းသားတွေရုပ်ရှင်ရရင်အချိန်ကြာကြီးရုန်းကန်ရလေးရှိတာအားလုံးအသိပါပဲဇက်ဟန်တွေပါနေမှာပဲဆိုပြီးကြိုတင်ဝေဖန်ပလိန်ခဲ့ကြတဲ့သူတွေကိုအောင်စစ်ဘူးကတော့ပထမဆုံးရုပ်ရှင်တွေတင်အကုန်ပါဇက်ပိတ်သွားအောင်လုပ်ပြလိုက်ပါပြီမျိုးတေးရုပ်ရှင်စကားကြီးတွေကသူ့ရဲ့တရုပ်ဆောင်ချက်တွေဟာပထမဆုံးကားလို့လုံးဝမထင်ရလောက်အောင်ကာရိုက်တာတွေစီမျောလွန်းနေတာပါဆက်စင်ပေါ်မှာပွဲဖြာလက်မှတ်တွေတန်းစီဝယ်ခဲ့ရတဲ့အထိစမ်းထားခဲ့တဲ့အောင်စဘူးကအခုရုပ်ရှင်လောကထဲရောက်တော့လေရုပ်ရှင်ရုံလက်မှတ်တွေကိုပါတန်းစီတိုးဝယ်ရမယ့်အခြေအနေဖြစ်နေပါပြီဒါဟာစူးစမ်းမှုလားဒါမှမဟုတ်မွေးရပါဆန်းအရှိန်ဝါလားသူ့ရဲ့အောင်မြင်မှုကတော့တကယ်ကိုတောက်ဖို့ကောင်းတော့အောင်ထိုးတက်နေတာပါသမင်းသားဟန်လုံးဝမပါပဲတဘာဝကြကြနဲ့ကိုပြက်သွင်းပြသွားတဲ့အောင်စဘူးရဲ့တရုပ်ဆောင်ချက်တွေအပေါ်တင်ကောဘလို့မြင်လဲတကယ်ပဲတော်လွန်းလို့လားဒါမှမဟုတ်ပိုပြီးချီးကျူးခံနေရတာလားမင်းသားအောင်စဘူးနဲ့မေမြင့်မိုးတို့ရဲ့အမျိုးအသေးကိုစောင့်ကြည့်ဖို့အဆင်သင့်ပဲလားကွန်မန့်မှာပြောခဲ့ကြအောင်နော်